မာနဲ့ပတ်သက်ရင်အနေနဲ့ရှုံးနေရသူကျွန်တော်ဟာခံမကောင်းခဲ့သူပါမာကကျွန်တော်ရဲ့ဘဝမှာထိတ်ချုပ်ဆိုးမှုလဲကွာကျွန်တော်ဟာချင်တယ်လို့နေတာကျွန်တော်ဟာမာအတွက်ဆိုစွန့်စားသူပါမာရဲ့ချောင်းလေးတွေကြားတိုင်းကျွန်တော်ရဲ့စိတ်မှာမတည်ငြိမ်အောင်ပဲရိုက်ခတ်သွားမာကဘဝရဲ့စာပါမာကကျွန်တော်ရဲ့ချစ်ပါရှုံမမနာရှိချင်တာချိတ်ရှိတိုင်းတင်ပါစူးမှုသူပါမြင်လာလားမသိတာလားသမင်ဟန်ဆောင်ခြင်းလားမထွက်ဆူရရအားလုံးမူရင်ဆိုင်မှုရဲ့ရင်သူပါပိုင်ဆိုင်မှုတွေဟုတ်ခဲ့ပါမရဲ့လူအတိုင်းနဲ့ပေးစားခြင်းနဲ့တော့ရှမ်းလူချင်းနဲ့ခွေးပြူရဲ့မေလူရတော့ချမရဲ့ဆန္ဒပါမတော်ဆိုပေးစမဲ့သူပါမတော်ဆိုစိုးစားသူပါမတော်ဆိုရာရာလို့ဆိုလို့သူမာနဲ့ပတ်သက်ရင်အနေနဲ့ရှုံးနေရသူကျွန်တော်ဟာခံမကောင်းခဲ့သူပါမာကကျွန်တော်ရဲ့ဘဝမှာထိတ်ချုပ်ဆိုးမှုလဲကွာကျွန်တော်ဟာချင်တယ်လို့နေတာကျွန်တော်ဟာမာအတွက်စုစွန့်စားသူပါမာရဲ့ချောင်းလေးတွေကြားတိုင်းကျွန်တော်ရဲ့စိတ်မှာမတည်ငြိမ်အောင်ပဲရိုက်ခတ်သွားမာကဘဝရဲ့စာပါမာကကျွန်တော်ရဲ့ချစ်ပါရှုံမမနာရှိချင်တာချိတ်ရှိတိုင်းတင်ပါစူးမှုသူပါမြင်လာလားမသိတာလားသမင်ဟန်ဆောင်ခြင်းလားမထွက်ဆူရရအားလုံးကိုရင်ဆိုင်မှုရဲ့ရင်သူပါပိုင်ဆိုင်မှုတွေဟုတ်ခဲ့ပါမရဲ့လူအတိုင်းနဲ့ပေးစားခြင်းရဲ့တော့ရှမ်းလူချင်းနဲ့ခွေးပြူရဲ့မေမရဲ့ဆန္ဒပါမတော်ဆိုပေးစမဲ့သူပါမတော်ဆိုစိုးစားသူပါမတော်ဆိုရာရာလို့ဆိုလို့သူမတော်ဆိုပေးစမဲ့သူပါမတော်ဆိုစိုးစား